မင်္ဂလာပါသေးပြီကိုရဲရှောင်းနေကြဆိုပါတယ်ဒီခါမြင်ပြပြပေးမှာကကြတော့မင်းတို့စီမှာမရီအန်ဆာကနေမှအသစ်ထွက်ရှိထားတဲ့နာနိုရှော့မတ်လေးတွေရောက်ရှိထားပါတယ်ဒီဘောကောလက်ဂျင်နာနိုရှော့မတ်လေးတွေခလမင်းကောလက်ဂျင်နာနိုရှော့မတ်လေးတွေဆိုပြီးတော့နှစ်မျိုးရောက်ရှိထားတယ်ပေါ့နော်ဒီနာနိုရှော့မတ်လေးတွေကကြတော့တခြားမတ်တွေနဲ့မတူဘဲနဲ့သူ့ရဲ့မတ်ကကြတော့ဖော်မူလာအသစ်နဲ့ထုတ်ထားဖြစ်တဲ့ကြောင့်မလို့အသားရဲ့အတွင်းပိုင်းလေးအထိကိုအာဟာရဓာတ်တွေဖြည့်တင်ပေးပြီးတော့သူကမတ်ကတ်နေနေမှာမတ်လေးကပါသွားတာမျိုးခိုင်စားနေမှာပါဒီလိုစီမှာဆိုလို့ရှိရင်ဒီခလမင်းကောလက်ဂျင်နာနိုရှော့မတ်လေးကကြတော့သူကအသားရည်နီမြန်းတာတွေပြီးတော့ရောင်ရမ်းတာတွေပြီးတော့လို့ရှိရင်အသားရောင်မငြိညာတွေကိုတက်တာစေပြီးတော့အသားရည်ကိုအင်းမြက်လန်းဆန်စေပါတယ်ရှင်ဒီဘောကောလက်ဂျင်နာနိုရှော့မတ်လေးကကြတော့သူကချွေးပေါက်ကျရာတွေအသားရည်ရောတဲ့နေရာတွေကိုတက်တာစေပြီးတော့တင်းရင်းဆိုပြင်စီပါတယ်နော်အသားရည်လေးကိုမတ်ကတ်ပြီးရနဲ့ကြီးကြီးလင်းလင်းတင်းတင်းလေးဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီမရီအန်ဆာရဲ့နာနိုရှော့မတ်လေးတွေကိုစောင့်ထားဖို့မင်းကတော့ comment ပေးခြင်းပါတယ်ဘာလို့ပဲလို့မင်းတို့ရဲ့မန္တလေးမြို့အရှိဘက်ချန်45နဲ့100ကိုဤထောင်မှာရှိတဲ့ Corshop Cosmetic House လေးကိုတတိယပြပါရှင်ကျေးဇူးတင်ပါတယ်